အေးတိုင်း အေးငါဖန်နေမြင်ကြည့်နေပြီလား အေးငါကူပဲကြည့်နေရ ဘယ်လိုလဲအဲ့ဒါကိုငါစလိုက်ကြပြီ လှုပ်ရှင်တာဝသားကြီးလှုပ်ရှင်လို့လည်းငါတို့တိုင်ပင်ထားကြတယ်ဒါပေမဲ့မင်းသိတဲ့အတိုင်းပဲလေငါတို့လောဆယ်လက်ထဲမှာရှိတဲ့ဟာလေးတွေကနိုင်မမနိုင်သေးဘူး မင်းဖေရောနည်းနည်းပါးတိုင်ပင်ကြည့်လို့မရဘူးလား မင်းလည်းသိရသားနဲ့ကွာငါဖေနဲ့ငါရဲ့ကြားဆက်ဆံရင်ပြီးတော့ငွေကြီးကိစ္စဆိုပို့ဆိုးရယ်ဟိုးငယ်လေးတွေကဒီငွေကြီးကိစ္စရလိမ့်မယ်ပြောရင်ဘာမှမသိတဲ့အနာဂတ်နဲ့ငါနောက်မှကြံနေတာဒီတစ်ခေါက်တော့ငါမှငါပဲရအောင်ချကြည့်နေတာကြီးအေးအော်အေးတိုင်းငါမနေ့ကကြားလို့ရှိရင် MDG ဘဏ်ကိုသွားလာရုံပဲငါတို့စားလုံးမဲ့ဒီလုပ်ငန်းလေးအတွက်ချင်းငွေလေးဘယ်လိုရနိုင်လဲပေါ့ကွာ အော်အေးဘုရားပြောပြီနော် အေးတိုင်းငါဟိုတခုလေးထူးခြားနေပြန်ပြောရမယ်တိုင်းနော် โอเคအဲ့ဒါဆိုရင်ဒါပဲနော် အေးဒါပဲနော်တိုင်းအဖေဟိုဟာလေးဒါဘုံဆန်ခနဲ့လေးကဟောင်းနေတယ်အဲ့ဒါအစ်စ်လေးဝယ်ရပါမယ် ဟောင်းနေတာတွေကခုစီးလို့ရနေကြတယ်ဘာလို့ထပ်ပြီးတော့ပတ်စံတွေဖြုံနေမှာလဲအဲနောက်တစ်ချိန်ကျရင်မင်းတိလာနေတယ်ဒီစား ဒါလောကတငယ်ချင်းနေနဲ့ခရီးသွားတယ် မင်းကလှုပ်လာနေပြီခုမှလှုပ်ချောင်းနေတာရှိတယ်ဒီလိုပဲခီးတော့ဒီလိုဖြုံးနေစီအဲ့လိုဖြုံးနေတယ်ဆိုတော့နောက်တစ်ချိန်မင်းလှုပ်ခိုက်တယ် တော်ပြီဖေရဲ့ဖေကလည်းဟိုတခါလာလဲဟိုအနာကတခါလာလဲနောင်တစ်ချိန်နဲ့ဘာမှမသိတဲ့အဲ့ဒီအရာကြီးနဲ့ပဲဒါဖြစ်ချင်တာတွေကတော့ဟိုးငယ်လေးတွေကဘာမှမလုပ်ရဘူးအခုလည်းဒီတိုင်းပဲရတယ်ဖေထားရတော့ကျွန်တော်မပြောတော့ဘူးအနေနဲ့လေ နောက်တစ်ချိန်ကျမင်းတိလာ ဟာဟေးတန်းတော့လိုက်ရလားဒီတစ်ခေါက်ကောအဖေနောက်တစ်ချိန်ဆိုတဲ့ဟာရင်းနဲ့ပဲကျွန်တော်တောင်းတယ်ဒီတစ်ခေါက်တော့မတားနဲ့တော့ကျွန်တော်ရအောင်ချအောင် ဒီကိုဘာမှမပြောတော့ဇာလေးပဲ update ပါဆို ။ဝန်ဆောင် update ဆွဲပြရအောင်ကျေးဇူးအများကြီးတင်ပါတယ် ဒီခဏခဏပြောတဲ့နောက်တစ်ချိန်ဆိုတာခုချိန်ပြောတာ ဟုတ်ကဲ့ဟုတ်ကဲ့ ဒါပြည့်ရဲ့စေနာကိုသဘောပေါက်လာပြီလို့ထင်ပါတယ်အဲ့တော့ဒါအနည်းစားပြီးကြိုးစားဖို့လုပ်တော့ ဟုတ်ကဲ့ပါပဲဒါလည်းအများကြီးကြိုးစားပါမယ်ပြီးတော့ဒါရဲ့ကြိုးစားမှုတွေကိုဖေအချိန်ကြာကြီးစောင့်ကြည့်နေတယ်လို့အတွက်ဖေလည်းကြမ်းပါအောင်နေပါဒါဖေအတွက်စီစဉ်ပေးထားတာပြီးတော့အဖေအချို့အချိန်တွေမှာပြောပြခဲ့တဲ့ဖွင့်မပြောခဲ့တဲ့မေတ္တာတွေကဒီအချိန်မှာဒါအတွက်တော့တန်ဖိုးမဖြတ်နိုင်ဘူးအရှင်ကြီးတစ်ခုပါပဲကျေးဇူးများတင်ပါတယ်